စာကြီးတက်ကတွေပါဖြစ်သွားစစ်တလင်းဖြစ်သွားတာပိဋကတ်တိုက်ဆိုတာစာကြီးတိုက်ပြရှင်းပြလို့မောဒရာဇက်ရဲ့အဓိကသူပြချင်တာ highlight လုပ်ချင်တာဘာလို့တောင်မောဒရာဇက်ကပညာပါရမီဖြစ်တဲ့အခါကိုပြတာမဟုတ်လားဗျာအစစ်ဖြစ်တဲ့အခါသူဘာနဲ့ဖြည့်ရှင်းသွားပညာနဲ့ဖြည့်ရှင်းမသွားဘူးလားလက်နဲ့ဖြည့်ရှင်းတာဟုတ်လားပညာတက်ရင်လက်နဲ့မလို့ဘူးပညာမတက်လို့လက်နဲ့တွေလုံးနေကြကလေးကဘာကြီးရဲ့လေပညာနဲ့ဖြည့်ရှင်းရင်တော့ဘာနဲ့ဖြည့်ရှင်းရလဲအစ္စရေးနဲ့အီရန်နဲ့ချပြီကိုအမေရိကန်လည်းနှောင်ကြီးချနေရောရုရှားနဲ့ယူကရိန်းလည်းကြည့်မြန်မာပြည်မှာလည်းကြည့်ပါဗျာအဲ့ဒါပြောရရင်တပည့်တော်ဘသူကိုပြောတာမဟုတ်ပညာမတက်လို့လက်နဲ့ကင်နေကြပညာတက်သွားပြီအသိပညာပြည့်စုံသွားပြီအသိပညာနဲ့ဖြည့်ရှင်းလို့ရတာမောဒရာစစ်တိုက်စရာမလိုဘူးစစ်ရောမနိုင်ဘူးလားတိုင်းပြည်ရောမအေးချမ်းဘူးလားဟိုဘက်ကစစ်သားတွေဒီဘက်ကစစ်သားတွေသိရလို့လားဘလောက်ကောင်းလဲဗျာဘာတက်လို့တော့ပညာတက်လို့ဗျာဒါကြောင့်ပညာအရာအဖြစ်ရှင်းတဲ့နေရာမှာပညာနရဏရတနံမှာပဲဗျာဟုတ်လားပညာနရဏရတနံပဲဗျာပညာရှိသွားရင်အကုန်ပြေလဲသွားတော့ဒါကြောင့်ဒီလိုပညာရေးကြည့်ပါတယ်ဘုရားအောင်ဆန်းကအဲ့ဒါကိုမြင်လို့တေမြူဆရာသက်တင်ကြောင့်ကျောင်းဆင်းပွဲမှာဘုရားအောင်ဆန်းကပြောခဲ့တယ်ပညာရေးသည်နိုင်ငံရေးဖြစ်သည်ပြောကြည့်ပါအောင်ပါတယ်ဗျာပညာရေးသည်နိုင်ငံရေးဖြစ်သည်ခုနိုင်ငံရေးကောင်းလားပညာရေးရောပညာရေးမကောင်းတဲ့နိုင်ငံဘာမှမကောင်းတော့ပညာရေးမကောင်းတဲ့နိုင်ငံဘာမှမကောင်းတော့နိုင်ငံရေးဆိုတာနိုင်ငံရေးလူမှုရေးစီးပွားရေးအကုန်ရေးရပါအောင်ဆိုငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးစီးပင်ရေးသားဝါရေးအကုန်လုံးပါဘူးလားဗျာဘာကောင်းဖို့ရေးကြည့်တော့ပညာရေးကမိမ့်မဲ့ root cause ပဲဟေတုပဲကုသလဟေတုဖြစ်ဖို့ဟောကုသလဟေတုမှာကပညာဘာဟိတ်လဲဗျာအာမောဟဟေအခရာကြမတယ်ဘူးလားဗျာအာမောဟဟေကအာလောဘလည်းသူဦးစီးမှာပဲအာရောဒဆိုလည်းအာမောဟပါနေရပဲကုသလဟေတုဖြစ်တော့ဘာဖြစ်သွားမလဲကုသလအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဖြစ်တော့တာဟုတ်ဗျာဟုတ်ဘူးလားဗျာဟေတုမှာပညာရေးကြည့်လားမကြည့်ဘူးလားအနေရာတိုင်းမှာပညာရေးကြည့်တယ်ဒါကြောင့်ဒီပြီးတော့ပညာရေးသည်နိုင်ငံရေးဖြစ်သည်အခုအရှင်ဘုရားတို့ကိုပရိယတ္တိပညာရေးမှာလူတွေအားကိုးတာကနိုင်ငံရေးလည်းကောင်းစေချင်တယ်နိုင်ငံရေးကောင်းတော့ဘာသာရေးလည်းကောင်းတာပေါ့နိုင်ငံရေးမကောင်းတော့ခုဘာသာရေးကောင်းလားအစစ်ပွဲတွေဖြစ်ပြီးစစ်တိုက်ကြပြီးစစ်ပွဲတွေဖြစ်ကြပြီးဆိုဘုန်းကြီးတွေအရင်သေးတာအဲ့ဒါကဒီကိုခေတ်ကိုလည်းပြန်ကြည့်ဒီလိုတော့လက်နက်မကန်ဘူးလေဟုတ်တယ်မလားမေတ္တာနဲ့ပညာနဲ့နေရတာဟုတ်ဗျအဲ့တော့တိုင်းပြည်မငြိမ်းချမ်းဘူးဆိုရင်ငတ်တရားကြီးဘုန်းကြီးတွေအရင်ငတ်တယ်ဒီတရားကြီးဘုန်းကြီးတွေအရင်သေးတယ်ရာသာသသမိုင်းမှာဒီတိုင်းပဲလာခဲ့တယ်ဒါကြောင့်တပည့်တော်တို့ကငါတို့နဲ့မဆိုင်ဘူးလို့မလုပ်ပါနဲ့တပည့်တော်တို့ကပညာရေးနဲ့အမြဲတမ်းနိုင်ငံကိုဦးဆောင်ပါပါအဲ့ဒီအတွက်တပည့်တော်တို့မှာအကြမ်းမြင့်ဘုသူတ္တတွေတွေ့ကြုံတွေအဆုံးမကောင်းတွေအများကြီးလေ့ကျက်ထားဖို့လိုလားမလိုဘူးလားရှိထားဖို့လိုလားမလိုဘူးလားဗျာရှေးခေတ်ကအစဉ်ဆက်ကဘလောက်အင်္ဂါရက်နဲ့ညီအောင်နေကြဒါကြောင့်အဲ့ဒီတော့ကဆရာတော်ကြီးတွေကလူတွေကိုလွှမ်းမိုးနိုင်တယ်လွှမ်းမိုးနိုင်တဲ့အသိပညာဘုသူတ္တအတွေ့အကြုံကအလေးကျင့်ကောင်းတွေတို့ရှိထားတယ်တော်ကြောင်ဘုန်းကြီးလည်းလူတွေကကြည်ညိုကြတာပြီးတော့တော်ကြောင်ဘုန်းကြီးကယူတင်ဘုန်းကြီးကမြို့ကြောင်ဘုန်းကြီးတွေကိုမတိုက်ခိုက်ဘူးဒီကနေ့တော့ရင်ကဝီနီဘုန်းကြီးကတရားဘုန်းကြီးတွေတိုက်တယ်အဲ့ဒါမကောင်းဘူးပကံကိကရှင်မြတ်ယူတင်ဘုန်းကြီးတို့တူနေတာကြည်ညိုနေတာလူတွေကကြည်ညိုကြတာပရိယတ္တိသာနာလည်းထောက်ပံ့နေတာကြည်ညိုနေတာပဲဒါကြောင့်ဒီလိုတို့အချင်းချင်းတိုက်နေတာလည်းမကောင်းပါဘူးဒါပြီးတော့အများတန်းပြောတဲ့စကားတစ်ခုရှိပါတယ်ငင်းညပြီခုံညပြီဆိုတာအမြင်ကျင်းရင်အငင်းတန်တယ်တဲ့ပြောကြည့်ပါဦးဗျာဘယ်ရှင်များတို့ငင်းကောတန်လားကိုပြန်ပြီအမြင်ကျင်းတော့အငင်းတန်တာပဲဗျာအငင်းခုံတာရေကြပြီဆိုတဲ့ပုံကိုယ်တွေကဘာလဲအမြင်ကျင်းတယ်အမြင်ကျဲဖို့လိုလားမလိုဘူးလားဘယ်လောက်ထိကျဲရမှာတော့တပည့်တော်မြတ်စွာဘုရားရှင်လောကသုံးပါးမှာအမြင်ကျဲဆုံးပဲဗုဒ္ဓဇက်ခုနဲ့ကြည့်လိုက်တော့မမြင်တာရှိလားအရှင်မြတ်တို့ပြောလို့အမြင်ကျဲဖို့လိုလားမလိုဘူးလားဘုရားသားတော်နော်ဘုရားတက်ပေးခဲ့တဲ့မျက်လုံးတွေကအများကြီးတို့တော်တပည့်တော်ပြောတယ်အဲ့ဒီမျက်လုံးတွေကလူတွေကိုမြင်အောင်မှဖွင့်ပေးနိုင်ဖို့လိုတယ်အဲ့ဒီအတွက်တပည့်တော်တို့ကလူစကားနားလေရဘာစကားနားလေရမလဲဗျာလူတွေအကြောင်းသိဖို့ရောမလိုဘူးလားဗျာအဲ့ဒါကြောင့်တပည့်တော်တို့လူတွေကိုလွှမ်းမိုးနိုင်အဲ့ဒါကြောင့်ဒီလိုစာပေဘုသူတ္တတွေအများကြီးရှိထားဖို့လိုလားမလိုဘူးလားလိုပါတယ်ဗျာကဲနောက်တစ်ခုဒါဖတ်ပါအောင်ဗျာဗါတယ်တော့ဗျာဒီနဘာလို့တကယ်တည်းညို့တော့နတ်တော်ဘုရားကြောင့်ဆရာနိုင်စေကာယု
မြို့တစ်တည်ရင်ရပြီမြို့တစ်တည်ရင်ခုနှစ်ဌာနတစ်ပြန်နဲ့ဘယ်နဲ့ချတပည့်တော်ကစာကြည့်လိုက်တဲ့နဲ့ပတ်သက်ပြီးတော့လေ့လာတဲ့ကပြည်ရင်းရောပြည်ပရောတို့အများကြီးလေ့လာပြနိုင်ငံသားတို့ရှင်း